ပထမဆုံးကောင်းကင်ရေးမဲ့နေရာကိုရေးရင်စတော့ပါမယ်နော်ပြီးတော့အဲ့ဒီဘန်ခီယာနာနဲ့အာထရာမရိန်းရဲ့အဖြူနဲ့ရောထားတဲ့ကောင်းကင်အတွက်တိမ်မဲလေးတွေရေးပါမယ်နော်တိမ်မဲကအရာတင်းတင်းကြပ်ကြပ်ကြီးလည်းမဟုတ်ဘူးဟိုအဲ့ဒါကြောင့်မလို့အရင်ကြီးထင်ရှားကြရလည်းမဟုတ်ပါဘူးနော်ပြီးရင်တော့အောက်ကပြခရမ်းလေးဟောက်ချင်ပါပြခရမ်းလေးရေးပါတယ်ဟောက်ရေးပါရှင်ကတော့အဲ့ဒါပြခရမ်းနဲ့ဒီကအေးတဲ့ဘောပါဝေးတဲ့ဘောပါပြခရမ်းနော်ပြခရမ်းရေးမယ်ပြီးရင်ပြခရမ်းကိုဒီနေ့ရေးမယ်အောက်ချီလေးကိုပြခရမ်းရေးတဲ့ပြခရမ်းရေးပြီးတော့ဦးရကနေလည်းရေးမယ်ကျိုးစက်ကြီးအောင်ရေးမယ်ဒီနေ့ရေးမယ်ဟုတ်ပြီတော့နော်အချင်းလေးဆက်ရဆက်ပြီးတော့ရှေ့ကမှဲ့နေတဲ့စပါးကင်းကိုရေးပါမယ်ပထမဦးစွာ yellow orchid အရောင်ရယ်ဗတ်စီယာနာလေးနည်းနည်းရောပြီးရေးပါမယ်ပြီးရင်ကျွန်တော်တို့အဲ့ဒီမှဲ့နေတဲ့စပါးကင်းမှာဓာတ်ပုံထဲမှာသာမသိတာပဲနဲ့အပြင်မှာဆိုရင်သူကနီခရမ်းရောင်လေးတွေပြေးနေတာမြက်ပင်တွေမြက်သီးတွေနဲ့ရောပြီးနီခရမ်းလေးတွေပြေးနေတာပါပါတယ်အဲ့ဒီအတွက်အဲ့ဒီနီခရမ်းလေးတွေလည်းပါအောင်ရေးပါမယ်ရေးပြီးတော့မှကျွန်တော်တို့ကိုနောက်ကိုကတ်လိုက်ဖိုးgroundမှာရှိတဲ့ကောက်ပင်အရင်အယောင်တွေအတွက်ကတော့ကျွန်တော်တို့လိမ်မော်နဲ့ဗန်စီယာနာနဲ့နည်းနည်းရောထားတဲ့အယောင်လေးကိုသုံးပါမယ်အမောင်ရောင်အတွက်ကောက်ပင်လေးတွေရဲ့အမောင်ရောင်အတွက်ဆေးလေးနည်းနည်းဖန့်သွားပြီဆိုရင်ကျွန်တော်တို့နောက်မှာဟိုးအဝေးမှာရှိတဲ့တောတန်းလေးတွေကိုစရေးပါမယ်ခင်ဗျာအဲဒီတောတန်းလေးတွေရေးဖို့အတွက်အစိမ်းရင်ရောင်နဲ့ကျွန်တော်တို့ဘတ်အမ်ဘာနဲ့ရောပြီးတော့ရေးပါမယ်ဟိုအဝေးကသစ်ပင်လေးတွေတောတန်းလေးတွေရေးဖို့အတွက်ကတော့ကျွန်တော်တို့ color pass ပိုက်တဲ့အတွက်ကတော့ဆေးရေးအနှဲအများနဲ့ကစားသွားပါမယ်အဲ့ဒါမှတောတန်းလေးရဲ့အပင်လေးတွေကနီးတဲ့အပင်ကနီးဝေးတဲ့ဝင်ကအပင်ကဝေးနဲ့တိတာမှာဖြစ်ပါတယ်ခင်ဗျာပြီးတော့ metal ground မှာရှိတဲ့တစ်ပင်တန်းလေးကိုရေးပါမယ်အဲဒီတစ်ပင်တန်းလေးတွေရေးဖို့အတွက်ကလည်းအခုနလိုပဲစိမ်းရင်းနဲ့ကျွန်တော်တို့ဘန်အမ်ဘာအညိုများနဲ့ရောပြီးရေးပါမယ်အဲ့ဒါမှတစ်ပင်လေးတွေကရှုံးဆိုးပြီးတော့ဣနေမှာဖြစ်ပါလေစေးသားလေးတွေက
ပြီးရင်ရှိရ program စပါးကဲဆက်ကြည့်ပါမယ်အဲ့ဒီအတွက်ကျွန်တော်တို့ရေ6သွားပြီဖြစ်တဲ့အတွက်စုတ်တန်လေးနဲ့ရေလေးနည်းနည်းတောက်ပေးပါမယ်အဲ့ဒါပြီးမှလိုအပ်တာလေးတွေအယောင်မင်းနေတာကိုနောက်တစ်ထပ်ထပ်ရေးပါမယ်စပါးကင်းလေးတွေအတွက်လိုင်းလေးတွေရေးပါမယ်အားလုံးရေးပြီးတဲ့အခါမှာကျွန်တော်ပကြီးကားလေးကိုလက်မှတ်ထိုးလို့ရပါပြီ